Hello အားလုံးကမရှိမစတော့ကနေပြန်ဆိုလိုက်ပါမစင်းဒီပတ်မှာတော့ကိုတန်းဒေသကြီးမှာရှိတဲ့ဒေးဆိုပါဖရာကိုလေပတ်သွားခဲ့ပါတယ်အဲ့ဒါလေးကိုတော့ရိုက်ခဲ့ရပေါ့နော်ဒါကဒေးဆိုပါရဲ့စီးတယ်မှာပါရှိတနေ့နေ့ဆိုယူရှင်းရပါရှိဒေးဆိုပါတောင်းတက်တယ်လို့ပါတယ်တွေကောင်းတယ်ပြားရီတို့တွေကောင်းပါလေဟုတ်တယ်ဒါကတော့ try လိုက်သွားတာပေါ့နော်ပြန်တက်လာတဲ့အချိန်ပါဒီစုဖတ်တောင်ကတော်တော်လေးတော့တက်ပါတယ်အရင်တော့မမြင်ပါဘူးတက်လာမှဆိုရင်ဒီလိုဆရာလေးတွေရှိပါတယ်လူဝမ်းစလို့ရပါတယ်တောင်ကတော့အရင်မမြင်ပါဘူးရှင်လေတက်တော့ရတယ်ဒီကငါလေးလုံးမယ်နော်အဲ့တက်လာမှလို့ရပါတယ်စပါတော့ပြန်ပါမှာဝင်ပြီးတော့လုပ်ပါတယ်စတက်ပါပြီဒီစုပါစတက်လို့ဒီမှာမင်းနဲ့ဒီမှာမရှိတက်ပါလို့ရှင်ကောင်းနေတာပြန်ထွက်ပါတော့တကယ်မြင်ကြည့်ပေးကြပါရှင်တက်နေပါပြီဒီတန်းရှိပေါ်နော်ဆောင်းပါအထည်လေးစုံနေပါရှင်ဘယ်လိုဆောင်ရလဲအဲ့ဒီမှာဘာတွေပေါ်လဲဆိုတော့အုံးကြီးပေါ်ပါတယ်အုံးကြီးရဲ့ပြီးတော့ကောက်နင်းတုပ်တွေပေါ်ပါတယ်ဒါကတော့နက်နန်နေပေါ့နော်39မိနစ်နက်နန်နေပါဝင်ကြည့်ခဲ့ပါတယ်net တွေကတော့အများကြီးရှိတယ်ပေါ့နော်အဲ့တောင်တက်တဲ့အချိန်မှာဆိုကျမတို့ကစကားပြောတာတွေပါတယ်ဆင်ကျင်ရပါတယ်ကိုပြောချင်တယ်လို့ပြောလို့မရပါဘူးအညစ်ကြေဆိုလဲထွားလိုက်မှပဲတွားလို့ရပါတယ်ဟိုနားဒီနားလေးတွားလို့မရပါဘူးရှင်ဒါက net တွေပါနော်အပေါ်ကနေရိုက်ထားတာပါဒါငကားဖျားပေါ်နေကြတာပါဒါဆောင်းတန်းပါကျူးအဲ့ဒီကြောင့်နိုင်ပါကြဆရာကိုကျိုးပြောလို့ဆိုတိုက်ကြလိုက်ပါအရင်ကမှဒါကြိုက်စွပါဟိုမှာဒီလောကအကြီးလာဆက်ပြီးသွားတာပေါ့နော်ကြိုက်စွပဲဒီဆုံးပါလေဒါဆိုဒီမှာဒီလောက်ဆိုပါဒါကြိုက်တော်လန်နေသွားတာပေါ့နော်လမ်းပြားတစ်ယောက်ပါပါတယ်အဲ့ဒီအတော်ကြီးရလိုက်ပို့ပေးတာပါကျမတို့ကအဲ့ဒီအတော်ကြီးညောင်းလိုက်ပြီးတော့သွားရတာပါလမ်းပြားမရှိဘဲနဲ့သွားလို့မရပါဘူးเนาะသွားချင်းတေချာလေးပြီးမှသွားလို့ရပါမယ်ရှင်ဒါကကြိုက်စွန်ပါဖျားကိုရောက်ပါပြီအဲ့ဒီမှာလည်းနက်နန်ကြီးအများကြီးရှိပါတယ်ကျမမိတလောက်တော့ရိုက်ခဲ့ပါတယ်ကွာရင်မဲတော်တို့စောကြီးတို့နဂါတို့အစုံပေါ့နော်39မိနစ်နဲ့ပတ်သက်တဲ့ net အကုန်လုံးအဲ့မှာရှိပါတယ်ဒီကြိုက်စွန်ပါဖျားမှာကဆရာတော်တော်များများကအတိတ်အောင်ကြရပေါ့နော်အကြောင်းမရဘူးလို့သွားကြည့်တာပါအဲ့ဒါပကူယူမှာပါရှင်အရန်ကိုမှစိမ့်နဲ့ဆူပြီးအရန်ကိုမှလာပါတယ်အဲ့ဒါကလမ်းစီတီပါပြန်ပါပြီညီမတို့တော်တော်လေးမောနေပါပြီတော်လေးမောနေပါပြီဒါကြိုက်စွန်သွားရလက်မှာဒီဆိုပါတောင်ပေါ်ရင်ညီမတို့ကကြိုက်စွန်ပေါသွားဖို့ဆိုရင်45မိနစ်ထပ်ပြီးရှောက်ရပါတယ်ဒါပြန်တက်လာပြီပေါ့နော်အခုကနွားဝိတ်တောင်ကိုသွားမှာဖြစ်ပါတယ်တိလန်ကြားကလည်းပို့ပေးတာပါအဲ့ဒီမှာကနွားကြီးနှစ်ကောင်ပေါ့နော်ရှိပါတယ်မနေ့အပြန်ကြတော့ငါကလေးလွတ်ခဲ့ပါတယ်ဝေးယူလည်းမြောက်ပါဘူးရှင်ဒါကအပြန်စိုက်ထိုးတိုင်းတော်မူပြအောင်ဝင်နေဖြစ်ပါတယ်ပြန်ပါပြီအားလုံးပဲတတနောက်တော့မှတွေ့ကြမယ်နော်